မင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်ရိုက်နေကြဒီ sneaker vlog လေးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီ a day in my life ဆိုတဲ့ random vlog တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်ရဲ့မနက်ခင်းလေးကကြတော့ဒီနေ့ကတော့ကျွန်တော်ဒီ delivery ပို့တာလေးနဲ့စတာပေါ့နော်ကျွန်တော်ဒီပို့ရမယ့်ဖက်နက်လေးကလည်းတခြားမဟုတ်ပါဘူးဒီ SpongeBob နဲ့ဒီ Adidas နဲ့ collaboration ဖက်နက်အရန်လေးပဲဖြစ်ပါလို့Hello ဟုတ်ကဲ့ကျွန်တော်အခုdelivery လေးလာဖို့ကျွန်တော်ထွက်လာပြီနော်လို့တစ်ချက်လေးပြောတာပါခင်ဗျာဟုတ်ကဲ့ဟုတ် sorry ပါအခုမှတော့ကျွန်တော်နောက်နိုင်ကိုအတွင်းရောက်ပါမယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါခင်ဗျာဟုတ်ကဲ့ပါပုံမှန်ဆိုရင်တော့ကျွန်တော် delivery ကိုကိုယ်တိုင်တော့မပို့ဘူးနော်အခုခါလေးကကြတော့အိမ်နဲ့လည်းနီးလို့ဖြစ်ပါတယ်အဲ့မင်းချောက်ဆိုတော့အေးဒီဆိုတော့အော်မလေးခါလေးဟုတ်ကဲ့ကျေးဇူးပါခင်ဗျာဟုတ်ကဲ့ပါအခုအဲ့ကောင်လေးကို delivery ပို့ပြီးသွားပြီဆိုတော့ကျွန်တော်နောက်တစ်ခုသွားပို့ရပါအောင်များအခုဟာလေးကြာတော့ဒီကားခိတ်ကိုပို့အောင်ပါဗောနော်မနက်အစောမှဟိုပြေးတီပြေးဗောနော်လူက active ဖြစ်တာရုပ်ကိုပဲကြည့်တော်တော်ကိုအိတ်ချင်နေတာပါပုံမှန်အားဖြင့်တော့ကျွန်တော်ဒီ delivery service တွေပဲအပ်တာပေါ့နော်အခုပို့တဲ့ဟာမြေကြီးနားကိုဆိုတော့ဒီ delivery ရုံးတွေကလက်မခံနေတော့ကျွန်တော်ဒီကားဂိတ်နဲ့သွားတင်ပေးရတာပဲဖြစ်ပါတယ်ပို့ပြီးသွားပြီဆိုတော့ကျွန်တော်အိမ်ကိုပြန်ပါပြီအိမ်ကိုပြန်ပြီးတော့ကျွန်တော်သမီးလေးကိုခေါ်သမီးလေးကိုကြောင်းသွားပို့ဖို့အပြင်ကိုပြန်ထွက်လာပါတယ် Say bye bye to daddy I love you ချောင်းလေးနဲ့တက်တယ်ပုံမှန်ဆိုရင်တော့ကျွန်တော်သမီးကိုကြောင်းပို့ပြီးသွားရင်အလုပ်သွားရတာပေါ့နော်ဒီနေ့တော့အလုပ်လေးလည်းပေးတဲ့ရက်ဆိုတော့ကျွန်တော်မျိုးသမီးနဲ့ဒီ movie date ပြီးတော့ဒီသမီးလေးဗာလေးစားနေ့လေစားပြီးတော့သမီးလေးကိုကြောင်းပြန်သွားကြိုတာပေါ့နော် Hello မတူလေကျောင်းနေအိမ်ပြန်ရောက်သမီးလေးကိုမုတ်ကျွေးသမီးလေးနဲ့ကစားပြီးတော့ညနေပိုင်းလေးရောက်တော့ကျွန်တော်ဒီဘယ်လိုပြောမလဲဆိုရင်ကျွန်တော်ဒီဘောလုံးကွင်းကိုတွားပါတယ်ကျွန်တော်ဒီအပတ်စဉ်ကန်နေကြဘောလုံးအသင်းဒီ Air Force ဆိုတဲ့အပျော်တမ်းဘောလုံးအသင်းလေးမှာကျွန်တော်အခုတွားကန်တာပေါ့နော်ဘောလုံးကန်မပါမဖြစ်ကတော့ကျွန်တော်ဘို့ကဒီ share ထုတ်ချေပါပဲဟုတ်ပါတယ်ကျွန်တော်ချေကြော်ညာနေတာပါကျွန်တော်ဒီ share ထုတ်ချေတွေလည်းကျွန်တော်စီမှာမာချင်းမာလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်ထုတ်ထားတာအလားစီလို့ရတယ်လို့ကျွန်တော်ဒီအားကစားဝတ်တဲ့ချိန်တွေမှာပါစီးလို့ကောင်းတဲ့အသားလေးဖြစ်အောင်ထုတ်ထားပါတယ်ဒီလိုနဲ့ပဲကျွန်တော်ဟိုပြေးတီပြေးနေရင်နဲ့ဟိုကန်တီကန်ခံပြီးတော့ကျွန်တော်ဒီနေ့ဂိုးလေးတကူတော့ရခဲ့တယ်ပေါ့နော်ကန်ပြီးအိမ်ကိုပြန်တယ်အိမ်ကိုပြန်ရောက်တဲ့ချိန်ကျတော့ကျွန်တော်ဒီမီတာစုကိုအချိန်ပေးပြီးတော့ကျွန်တော်ရဲ့နေ့လေးတနေ့ကတော့ပြီးဆုံးသွားတယ်လို့ပဲပြောမှာပေါ့နော်ဒီလိုအချိန်နေကြရရင်ရတယ်လို့တော့စာရီပြန်ပေးပါတယ်စာပြန်နောက်ကျသွားရင် sorry ပါSurvive when the lights go black and the past comes crawl. There's no turning back. Every shadow breathes, every step's a trap. So tell me now, who's wearing that mask?